မင်္ဂလာပါမနေ့အိယာထားရင်တိုင်းတဲ့တွေးကြိုနဲ့သမင်းစားပြီးတိုင်းတဲ့တွေးကြိုကိုဘယ်တစ်ခုကပိုရေးကြီးလဲသိပါလားစီးကြိုတွေးကြိုတိုင်းတာစစ်ဆေးခြင်းဟာမိမိခန္ဓာကိုယ်ရဲ့ကျန်းမာရေးအခြေအနေကိုကိုယ်တိုင်မျက်ခြေမပြတ်စောင့်ကြည့်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်စီးကြိုတိုင်းဆက်လေးတစ်ခုကိုအိမ်မှာဆောင်ထားပြီးစနစ်တကျတိုင်းတာတတ်ခြင်းဟာစီးကြိုယောဂကြောင့်နောက်ဆက်တွဲဖြစ်လာမယ့်အန္တရာယ်ကိုအချိန်မီကာကွယ်ပေးနိုင်ပါတယ်နားလည်ဖို့အတွက်ကျွန်တော်ဒီနေ့တွေးတွင်းတကြားတက်ကိုတိုင်းတာခြင်းဆိုင်ရာအဓိကအချက်တွေကိုရှင်းပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အစားမစားမီတိုင်းတာတာနဲ့အစားစားပြီးတိုင်းတာတာဘာကွာတယ်လဲတွေးကြိုကိုအဓိကအပြင်အချိန်နှမျိုးခွဲပြီးတိုင်းတာလေးရှိပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကတကြားတက်ကိုဘယ်လိုထိန်းချုပ်နေလဲဆိုတာကိုအတိအကျသိရဖို့ဒီနှမျိုးလုံးကိုစစ်ဆေးဖို့လိုပါတယ်နနက်အိယာမထခင်အစားမစားမီတိုင်းတာခြင်းဆိုတာကညဘက်အနည်းဆုံး၈နာရီကအစားမစားဘဲနဲ့မနက်အိယာထားမှစတိုင်းတာဖြစ်ပါတယ်ဥပမာဒါကားတစ်စီးကိုဆက်မနှိုးခင်အင်ဂျင်ဝိုင်အခြေအနေဘယ်လောက်ရှိတယ်လဲဆိုတာကိုစစ်ဆေးခြင်းနဲ့အတူတူပါပဲခန္ဓာကိုယ်ထဲမှာအပြင်ကအစားအစာတွေမရှိနေတဲ့အချိန်အနားယူထားတဲ့အချိန်မှာခန္ဓာကိုယ်ကတွေးကြိုကိုဘယ်လောက်ထိအလိုအလျောက်ထိန်းချုပ်ပေးနိုင်တယ်လဲဆိုတာကိုကြည့်တာဖြစ်ပါတယ်နောက်တစ်ခုကတော့အစားစားပြီး2နာရီအကြာမှာတိုင်းတာခြင်းပါဆိုတော့ထမင်းစားပြီးတဲ့အချိန်ကစပြီးတော့မှ2နာရီပြည့်တဲ့အခါမှာတိုင်းတာခြင်းဖြစ်ပါတယ်ဥမာဒါကကားကိုလမ်းပေါ်မှာမောင်းနေစဉ်အင်ဂျင်ကဘလို့အလုတ်လုတ်လဲဆိုတာကိုကြည့်တာ ਨੇ အတူတူပါပဲစားစာတွေကိုစားလိုက်တဲ့အခါခန္ဓာကိုယ်ကတကြားဓာတ်တွေကိုအများကြီးဝင်သွားပါတယ်အဲ့လိုဝင်လာတဲ့တကြားဓာတ်တွေကိုခန္ဓာကိုယ်ကအချိန်မီပြန်လည်ထိန်းညှိပြီးတော့မှစွမ်းရည်အဖြစ်ပြောင်းလဲပေးနိုင်စွမ်းရှိမရှိကိုစမ်းသပ်တာဖြစ်ပါတယ်ဒုတိယအနေနဲ့ကတော့အိမ်မှာတွေးကြိုတိုင်းတဲ့အခါအဖြစ်များတဲ့အမားတွေကိုပြောမှာဖြစ်ပါတယ်အိမ်မှာကိုယ်တိုင်တိုင်းတဲ့အခါတွေးကြိုပမာဏကိုမာရွေးမပြရအောင်အောက်ပါအမားတွေကို view ဖို့လိုပါတယ်နံပါတ်1အနေနဲ့လက်ကိုတေချာမဆေးပဲတိုင်းတာတာပါအထူးသဖြင့်တစ်တီးစားပြီးတာတို့ဒါမှမဟုတ်မုတ်ကန်ပြီးမှလက်ကိုရေနဲ့ပဲဖြစ်ဖြစ်ဆိုးအဆိုးဝတ်လေးနဲ့ပဲဖြစ်ဖြစ်တေချာမဆေးပဲနဲ့တိုင်းတာခြင်းဖြစ်ပါတယ်လက်ချောင်းမှာကက်ကြံနေတဲ့တကြားဓာတ်တွေနဲ့တွေးစက်နဲ့ရောပြီးတော့မှတွေးကြိုတန်ဖိုးတကယ်ပမာဏထက်ကိုအများကြီးပို့ပြီးတော့မှပြတတ်ပါတယ်ဒါကြောင့်မလို့တိုင်းတာခြင်းမပြုမီလက်ကိုဆက်ပြနဲ့ဆင်ကြအောင်ဆေးပြီးမှ6တွေ့အောင်အရင်လုပ်ပြီးတော့မှတိုင်းရမှာဖြစ်ပါတယ်ဒုတိယအမှားကတော့အစားစားပြီး2နာရီအကြာတိုင်းတာတဲ့အချိန်မှားတာပါချို့ကကြတော့ထမင်းစားပြီး2နာရီမှာတွက်တာမျိုးဒါမှမဟုတ်အချိုပွဲတွေပါအကုန်စားထောက်ပြီးမှအချိန်မှတ်တတ်တာမျိုးလုပ်တတ်ကြပါတယ်မှန်ကန်တဲ့နီလန်းကဆိုရင်ထမင်းစစားပြီးတော့ပထမဆုံးတစ်လုံးစစားလိုက်တာနဲ့အချိန်ကစပြီးတော့နိုင်ကိုကြည့်ရပါမယ်အဲ့အချိန်ကစလို့တိတိကျကျ2နာရီပြည့်မှတွေးကြိုကိုတိုင်းရမှာဖြစ်ပါတယ်နောက်ထပ်အမှားတစ်ခုကတော့တွေးဆက်ထွက်လာအောင်လက်ချောင်းကိုအတင်းညစ်တာပါအဲ့နဲ့ဆွဲပြီးတော့တွေးအလုံးလောက်မထွက်လို့လက်ချောင်းကိုအရင်ကနေအဖျားထိအတင်းဖိညစ်တာမျိုးဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ကတော့အတင်းညစ်လိုက်တဲ့အခါတွေးထဲမှာတွေးပဲမကပဲနဲ့ဆဲထဲကအရည်တွေပါထွက်လာပြီးတော့တွေးကိုကျဲစေတာကြောင့်မလို့တွေးကြိုတန်ဖိုးကိုတကယ်အရှိထက်ညော့နေပြီးတော့မှပြတတ်ပါတယ်တွေးကောင်းထွက်စေဖို့အတွက်ဆိုရင်လက်ချောင်းကိုအောက်ကိုခဏတော့ချထားပေးရမယ်ဒါမှမဟုတ်တိုင်းမဲ့ဘေးဘက်နေရာတွေကိုအသာအရာဖိပေးခြင်းပြုလုပ်ရပါမယ်အိမ်မှာတွေးကြိုကိုစနစ်တကျတိုင်းတာဖို့ကျွန်တော်အစဉ်စဉ်ပြောပြပါမယ်တွေးကြိုဇက်ကိုအသုံးပြုပြီးတော့မှမှန်ကန်တဲ့ရလဒ်တွေကိုအောက်ပါအတိုင်းအစဉ်လိုက်လှုပ်ဆောင်ပေးဖို့လိုပါတယ်အဆင့်1အနေနဲ့လက်ကိုဆက်ပြာနဲ့ဆင်အောင်ဆေးပါပြီးတော့6တွေ့အောင်တုပ်ပါဆက်ရယ် test strip နဲ့ add တို့ကိုလည်းအစဉ်လေးပြင်ထားပါအဆင့်2အနေနဲ့ test strip ကိုဘူးထဲကနေထုတ်ပြီးတော့မှဆက်သေးကိုစနစ်တကျထည့်ပါဆက်ပွင့်လာပြီးတော့မှတွေးဆက်ပုံစံတင်ဂီတလေးပြတဲ့အထိဆောင်းပါအဆင့်3အနေနဲ့လက်ချောင်းရဲ့ထိတ်တဲမဟုတ်ဘဲနဲ့ဘေးဘက်အသားပြောတဲ့နေရာကိုအဲ့နဲ့အသားအရာတို့ပေးလိုက်ပါဘေးဘက်ကိုတိုင်းတာကနာကျင်မှုကိုတက်တာစီပါတယ်အဆင့်4အနေနဲ့ထွက်လာတဲ့တွေးဆက်ကို test strip ထိပ်ဖြာနဲ့ထိပေးပါဆက်ကနေမှစက္ကန့်အနည်းငယ်လောက်ကြာတဲ့အချိန်ကျရင်တွေးကြိုတန်ဖိုးကိုပြသပေးပါလိမ့်မယ်ရရှိလာတဲ့ခဏန်းတွေကိုရက်ဆွဲအချိန်အစားမစားမီဒါမှမဟုတ်အပီးပေါ့အဲ့လိုမျိုးနဲ့စောင်းမှာတေချာမှတ်ထားပြီးတော့မှမှတ်တမ်းတင်ထားပါအကြံပြုချင်တာကတော့နေ့စဉ်တိုင်းတာလို့ရရှိတဲ့တွေးကြိုမှတ်တမ်းစာအုပ်တွေကဆရာဝန်နဲ့ပြတဲ့အခါဖိုးတန်တဲ့ကျန်းမာရေးလက်ဆောင်တစ်ခုဖြစ်လာပါလိမ့်မယ်မိမိရဲ့တွေးကြိုပြစ်မှတ်တန်ဖိုးတွေကိုတော့မိမိပြသတဲ့ဆရာဝန်နဲ့အတိုင်းပင်ဆွေးနွေးပြီးမှတတ်မှတ်နိုင်ပါတယ်အားလုံးကျန်းမာကြပါစေကျွန်တော်ကတော့ယောဂတွေကိုကာကွယ်ဖို့အမြဲပြောနေတဲ့ဒေါက်တာနေထောင်ပဲဖြစ်ပါတယ်